ကဲထိကယုံထိတာနဲ့သူကလို့ဖြစ်သွားပြီထိရနဲ့သူကလို့ဖြစ်သွားပြီကဲထိကယုံကိုနှုတ်မယ်နှုတ်ပြီးအောင်လို့လေဆေးပေါ့နော်ကဲဒီအမြက်ကပြစ္ဆ5ပါးပါအောင်နှုတ်ပါမယ်ပြုတ်ပြီးတော့စပင်ကိုခေါင်းကိုသုံးမှမို့လို့ပါမကြီးအယောင်ကစီဘူးတွေလည်းလက်ကားမထားဘူးစီဘူးခွန်ပေါ့နော်ဘူးခွန်လေးလည်းအဲ့လိုလုပ်ပြပါတယ်ကျမရဲ့ဝါသနာပါကဲမထပ်တွေ့ပြီကဲနှုတ်မယ်တေချာတော့နှုတ်ရမယ်စူးနေတာရွှေဒီနေ့ကတော့ထီကယုံကိုတူကြီးတိုင်းပဲပေါ့နော်တူကြီးတိုင်းပဲဒီပင်ကတော်တော်ကြီးတော့ဂလော်လေးနဲ့မှနှုတ်လို့ရမရမ်းတော့မနှုတ်ရဘူးလက်ကိုစူးမှဆိုလို့ဒီမလေးအများကြီးပဲသူ့ထိတဲ့တဲ့အိတ်သွားပြီထိအိတ်Yeah. ဘယ်ရမလဲငါကွပေါင်190အားနဲ့လှုပ်ပလိုက်တာဘယ်ရမလဲဒီမှာကြည့်ပါဦးမကြည့်ပါတော်ပြီဒီနှစ်ပင်ခုနကတပင်ရဲ့ဒီတပင်နှစ်ပင်ဒီဟာကိုပြုတ်မယ်ပြုတ်ပြီးရင်ပြုတ်ရည်ကိုခေါင်းကိုလိမ့်ပါမယ်ကဲပြုတ်ပြီးလိမ့်တဲ့ဗီဒီယိုလေးနောက်ထပ်ဆက်တင်ပေးပါမယ်နော်